သမားတွေဆိုပေမဲ့ဆရာကြီးတွေကြီးပဲဒီလူတွေကတော့တကယ်ကိုညံကြီးရှင်နေပါပဲသူတို့ကကြောက်တုံးကြောက်ပြားတွေကိုသုံးပြီးတော့အိမ်ခေါင်မှုအကောင်းစားတစ်ခုကိုတိဆောက်ပြမှာပါအရင်ဆုံးတော့တန်ဟင်္ဂလန်တစ်ချောင်းကိုခေါင်မိုးနေရာချဖို့အတွက်အိမ်ရဲ့နေရာနှစ်ခုပေါ်မှာတင်လိုက်ပါရီဟင်္ဂလန်တစ်ချောင်းစီကိုပေးထားတဲ့အန်ကွက်ဒီမှာဂယူဒီဇိုင်းနဲ့နေရာချရပါရီပြီးရင်တော့နေရာချတာကိုလည်းပေချိုးနဲ့တေချာအမှတ်ပေးတိုင်းတာထားရပါရီတိုင်းတာလွဲနေရရှိရင်တော့အုတ်တစ်ချက်ကိုဖဲထုတ်ပြီးတော့နေရာပြန်ညှိပါရီဟင်္ဂလန်တွေကိုနေရာချချလို့ပြီးသွားတဲ့အခါမှာအသင့်အရွယ်စားဖြတ်ထားပြီးဖြစ်တဲ့ကြောက်ပြားတွေကိုတစ်ခုပြီးတစ်ခုလိုက်ခင်းပါရီအားလုံးနေရာကြားဖြစ်ဖို့အစွန်းထွက်နေတဲ့ကြောက်ပြားနေရာတွေကိုတော့ဖျက်ထုတ်ပြလိုက်ပါရီကြောက်ပြားတွေကြားကနေရာလွတ်တွေကိုပြလက်မြင်နဲ့ဖြစ်သိကြပါရီခေါင်းမိုးပပက်လေးကိုတောင်းသွားအောင်လို့အုတ်နီခဲနဲ့ကာလိုက်ပါရီကွဲရမှုနဲ့ရေဆူရန်ခံနိုင်အောင်ရွှွန်စေးဝါတွေကိုအပေါ်ကနေလောင်းပြီးတော့ထူထူလေးထပ်သိပ်ပါရီဒါတွေအားလုံးပြီးသွားတဲ့အခါရေလုံးဖို့အပေါ်ကနေစီလူးထားတဲ့ပိတ်ပြားနဲ့ထပ်အုပ်ပါရီနောက်ထပ်တဲတလွာထပ်အုပ်ပြီးတော့ထူထူလေးထပ်ဖိချလိုက်ပါရီဒါပြီးတော့ပို့ပြီးတော့ခိုင်ခန့်အောင်လို့အုတ်နီခဲနဲ့နောက်ထပ်အပေါ်လွာခင်းပြီးတော့ပြလက်မြေလောင်ပါရီရေထပ်ဖြန်းပေးလိုက်တဲ့အခါမှာတော့ဘီလက်မြေတွေကလည်းအတွင်းထဲကရွှွန်သေးတွေကိုတိတ်ဝင်သွားပြီးတော့ခေါင်းမိုးကိုပိုးခိုင်ပိုးတောင့်ပြီးတော့ရေတန်းခနိုင်အောင်အပြည့်အဝအထောက်ကူသွားစေပါရီဒီလိုမျိုးတိဆောက်မှုကိုဘယ်လိုမြင်ကြပါလဲ